ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့အကျွေးထူသည့်တက်တက်ခိုင်အသနာခန့်စာတင်ခဲ့တော်လေမင်းအောင်လိုင်ကမတ်တနာ၍ရွှေကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသက်ညီကုန်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကျွေးထူသည့်တက်တက်ခိုင်မှာရွှေကောက်ပွဲဝင်ခွင့်ပြုရန်မင်းအောင်လိုင်ထံသို့အသနာခန့်စာတင်ခဲ့တော်လေမင်းအောင်လိုင်ကမတ်တနာ၍ရွှေကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသက်ညီကုန်းချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်အတည်ပြုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်က၎င်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ထားမှုအပေါ်တက်ညာစဉ်းစားပေးရနှင့်ရွှေကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပြုရန်ရွှေကောက်ပွဲကော်မရှင် UEC နဲ့မင်းအောင်လှိုင်ထံသို့အသနာခန့်စာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။အော်တိုဘာလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်တွင်အကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှရွှေကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းတို့ရတွင်တက်တက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မင်းအောင်လှိုင်နှင့် UEC ဥက္ကဋ္ဌထံသို့အသနာခန့်စာတင်ထားကြောင်းအဆိုပါအသနာခန့်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရတွင်ဥပဒေစီမင်းစည်းကမ်းများနဲ့အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ခဲ့ပြီးမင်းအောင်လှိုင်ကလည်း UEC ဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်1တွင်အမည်စာရင်းတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်သည်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်8ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွန်းသဖြင့်ကိုယ်စားလှယ်လောင်းစရင်းမှပယ်ဖျက်ခြင်းဖြစ်ပါတယ်။စစ်တပ်ကပြင်ဆင်ခဲ့သောပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း9ပုံမှန်8ခါကြီးပါလွှတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာဒေါ်တက်တက်ခိုင်မှကမ္ဘောဇဘတ်သို့ငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နဲ့လည်းညီစွန်းနေကြောင်းသိရပါတယ်။ကဘာအေးဖျားလန်းနှင့်ဆရာဆန်လန်းတောက်ရှိ68 resident အိမ်ယာစီမံကိန်းကိုတက်တက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ္ဘောဇဘတ်ထံမှငွေကျပ်ဘီလီယံ100ကျော်ချေငှားခဲ့ကြောင်းတို့ရတွင်68 resident အိမ်ယာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခမ်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇဘဏ်မှချေယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသေးပေ။တက်တက်ခိုင်ကမူ၎င်းနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေကျပ်အားဖြင့်940ဘီလီယံတန်68 resident အိမ်ယာစီမံကိန်းအတွက်ကမ္ဘောဇဘဏ်မှအကျွေးယူခဲ့ရပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို10နှစ်တန်သည်ဖြစ်စေ10နှစ်တန်သည်ဖြစ်စေဆက်လက်ဆက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်းလင်းကြပါစေ။